နောက်တစ်နေ့နနက်စောစောအေယာဝတီမြစ်ဝပေါ်တွင်မြူးနှင်းများကပိတ်ကားတစ်ချက်ကဲ့သို့မှိုင်းဝင်နေသည်နီမောင်၏ဆက်လေငယ်လေးသည်ဒီရီတောများကြားသို့တိုးဝင်လာခဲ့ပြီးဆက်လေဆက်တန်တဖုံဖုံကငြိမ်သက်နေသောတောအုပ်ကြီးကိုနှိုးဆော်နေတကယ်သို့ရှိသည်လှေဦးတွင်ဥပတောင်းကမြေပုံဟောင်းတစ်ခုကိုစူးစိုက်ကြည့်နေပြီးသူ၏တပည့်၃ယောက်ဖြစ်သောအောင်ထွန်းကျော်ငတ်စွာနှင့်စိုးသိန်းတို့ကမူအိတ်ကိုစီဖြင့်လှေဝမ်းထဲတွင်နှုတ်ဆက်နေကြသည်မောင်နီမောင်ဒီရေလန်းကနေပတ်သွားရင်ပိုမမြန်ဘူးလားအောင်ထွန်းဆိုသူကလက်ညှိုးတစ်ချောင်းထိုးပြရင်းမေးလိုက်သည်သူ၏အတန်တွင်မှန်ပါပြီးနီမောင်ကိုအထင်သေးသလိုကြည့်နေသည်အဲ့ဒီဘက်ကရေဆက်မှာတစ်မြစ်တွေများတဲ့ဆရာပြီးတော့အဲ့ဒီဘက်မှာမိချောင်းမင်းမုံရဲ့နေမြေရှိတယ်လေမောက်ရင်ဘသူမှကဲနိုင်မှာမဟုတ်ဘူးနီမောင်ကအေးဆေးစွာပင်ပြန်ပြောလိုက်တော့လေသူ၏လက်ကမူတက်မကူကျွမ်းကျင်စွာထိန်းထားသည်လေကလေးသည်မြစ်မကြီးမှခွဲထွက်ကချောင်းလက်တက်လေးတစ်ခုတည်းသို့ဝင်လာသည်ထိုနေရာတွင်တစ်ပင်များကမြစ်ကမ်းဘေးဝဲရာမှကိုင်းညွတ်နေကြပြီးကောင်းကင်ရံကိုပင်ဖုံးကွယ်ထားသည်နေအောင်ကြီးသည်တရွက်ကြားမှအချီမြင်လေးများလာအကွက်လိုက်ကြနေသည်ခဏရက်ဦးဥပတောင်းကရုတ်တရက်အမိန်ပေးလိုက်သည်သူကကန်းဆက်ကရှွန့်လွန်တော်တဲ့ရှိထူးဆန်းသောအမတ်သားတစ်ခုကိုစိုက်ကြည့်နေသည်ပြင်းမှာလူဦးကောင်းခွန်တစ်ခုကိုတကိုင်းတွင်ချိတ်ဆွဲထားခြင်းပင်ဖြစ်သည်ဒါကဘာလဲစိုးသိန်းကတုံရီသောအတန်ဖြင့်မေးသည်နေမြေချားတဲ့အမတ်သားပဲဒီဘက်ကိုရွာသားတွေဘယ်တော့မှမလာကြဘူးမြောက်တရဖျားကဒီရှိတင်ရှိတော့တာနီမောင်ကပြောရင်းလှေကိုအရှင်လျှော့လိုက်သည်ရုတ်တရက်ဂျုံခနဲဆိုသလိုလှေနံဘေးတွင်မဲမောင်နေသောကြောပြင်ကြီးတစ်ခုပေါ်လာပြီးပြန်ငုပ်ရှိုးသွားသည်မိချောင်းကြီးပြကျော်စွာကကြောက်လန့်တကြားအော်ဟစ်ကသူ၏ခါကြားမှတနက်ကိုဆွဲထုတ်လိုက်သည်မပြစ်နဲ့နီမောင်ကပြတ်သားစွာတားလိုက်သည်ဒီနေရာမှာသွေးနဲ့ညှိရင်ကြံတဲ့ကောင်တွေအကုန်ရောက်လာလိမ့်မယ်ငြိမ်ပဲနေကြစမ်းပါနီမောင်သည်လှေကိုကန်းဆက်ကတစ်မြစ်တစ်ခုတွင်တွေ့ကပ်လိုက်ပြီးတစ်ဖက်ကဓာမရှိကိုကြစ်ပါအောင်စုပ်ကင်ထားလိုက်သည်ပတ်ဝန်းကျင်တစ်ခုလုံးရုတ်ချီးငြိမ်သက်သွားသည်ငှက်အော်တန်ပင်မကြားရတော့ဘဲလေးလံထိုင်းမိုင်းသောအေးဓာတ်ကသူတို့ကိုဝန်းရံထားတော့သည်ရှေ့တွင်မြင်နေရသည်မှာနွယ်ပင်များရစ်ပတ်နေသောရှေးဟောင်းအုပ်နီခဲတိုင်ကြီးများပင်ဖြစ်သည်ရင်းမှာမြောက်တရာဖျား၏အဝင်မုတ်ဦးဟောင်းဖြစ်ဟန်တူသည်ရောက်ပြီးငါတို့ရှာနေတဲ့နေရာဥပတောင်း၏မျက်လုံးများတွင်လောဘရိတ်များဝင်းကနေတောက်ပါသွားသည်မောင်နီမောင်မင်းလေပေါ်မှာပဲစောင့်နေမလားငါတို့နဲ့လိုက်မလားနီမောင်သည်ထိုလူစုကိုတယောက်တည်းလွတ်လိုက်လျင်ဘယ်တော့မှပြန်ထွက်လာတော့မည်မဟုတ်ကြောင်းသိနေသည်ထို့ပြင်ဤတောနက်ထဲတွင်သူ့အသက်ရှင်တန်ရေးအတွက်သူတို့ပါလာသည့်လက်နက်များကလည်းလိုအပ်သည်ကျွန်တော်လိုက်ခဲ့မယ်ဒါပေမဲ့တခုတော့သတိပေးပါရစေအဖတို့ဘာကိုပဲမြင်ဘာကိုမှလက်နဲ့မထိပါနဲ့ဦးနီမောင်၏သတိပေးချက်ကိုသူတို့ဂယုစိုက်ပုံမရပဲဂူဖျားတွင်းသို့အလူအရက်တိုးဝင်သွားကြလေတော့သည်